ဒီဇလန်ကတော့လေယာစခန်းတစ်ခုမှာတစ်သက်လုံးနေထိုင်လာခဲ့ရတဲ့မိန်းကလေးတစ်ယောက်အကြောင်းဖြစ်ပါတယ်။အဲ့ဒီစခန်းမှာနေထိုင်ရတဲ့ဘဝကတေချင်းတက်တောင်ပူဆိုးရွားပြီးလူတွေကိုပင်လယ်နက်ပိုင်းနဲ့ဆင်းကပလဲရှာဖွေရတဲ့အလုပ်တွေလေ့ကျင့်ပေးကြပါတယ်။ဒီလေ့ကျင့်မှုဟာအလွန်အန္တရာယ်များပြီးလူအများပြားအသက်ဆုံးရှုံးခဲ့ကြရပါတယ်။မိန်းကလေးဟာတနေ့နေ့မှာဒီစခန်းကနေလွတ်မြောက်ဖို့အမြဲအိမ်မက်နေသူဖြစ်ပါတယ်။တနေ့မှာစခန်းကြီးကြပ်ရေးမှုကဒုံဝဲရေကန်လို့ခေါ်တဲ့အလွန်အန္တရာယ်ရှိတဲ့ပင်လယ်ဒေသကနေပလဲတစ်လုံးယူလာနိုင်သူကိုစုလက်ကြီးမားမားပေးမယ်လို့ကြေညာလိုက်ပါတယ်။ဒုံဝဲရေကန်ဟာအသက်အန္တရာယ်ပြင်းထန်တဲ့ပင်လယ်တရဝတွေနေထိုင်ရာနေရာဖြစ်ပြီးအရင်ကပလဲသွားရှာသူတယောက်မှအသက်ရှင်လျက်ပြန်မလာဘူးပါဘူး။ဒါပေမဲ့လွတ်မြောက်ခြင်းတဲ့စိတ်ကြောင့်ရေငုပ်သမားအချို့ကဒီတာဝန်ကိုလက်ခံလိုက်ကြပါတယ်။သူတို့ထဲမှာမိန်းကလေးဒွန်ဝေါ်လည်းပါဝင်ပါတယ်။သူတို့ဟာလှေတစ်စီးနဲ့ဒွန်ဝဲရေကန်စီထွက်ခွာသွားကြပြီးရောက်တဲ့အခါပင်လယ်ထဲကိုခုန်ဆင်းကြပါတယ်။အပေါ်ယံမှာတော့ပင်လယ်ဟာငြိမ်သက်လပ်ပနေပေမဲ့အောက်ခြေမှာတော့သေစေနိုင်တဲ့အန္တရာယ်တွေဖုံးကွယ်နေပါတယ်။ရေငုပ်နေစဉ်ဒွန်ဝေါ်ကခရုခွန်ကြီးတစ်ခုကိုတွေ့ပြီးအထက်ကပလဲတစ်လုံးကိုအောင်မြင်စွာရယူနိုင်ခဲ့ပါတယ်။ဒါပေမဲ့အခြားရေငုပ်သမားတွေကသူမကိုနောက်ကနေတိုက်ခိုက်ပြီးပလဲကိုလူယူဖို့ကြိုးစားကြပါတယ်။အပြင်းထန်ရုန်းကန်ရင်ဒွန်ဝေါ်ဟာရေအောက်မှာသတိလစ်သွားခဲ့ပါတယ်။ပလဲကိုလူယူဖို့ကြိုးစားနေတဲ့သူတွေကမကြခင်သူတို့ဘက်ကိုဦးတည်ကူးလာနေတဲ့ငါးမန်းကြီးတစ်ကောင်ကိုတွေ့လိုက်ရပါတယ်။ကြောက်ရွံ့သွားတဲ့သူတို့ဟာချက်ချင်းရေမျက်နှာပြင်ပေါ်ကိုတက်လာပြီးလှေပေါ်သို့အလင်းအမြန်ပြန်တက်သွားကြကသတိလစ်နေတဲ့ဒွန်ဝေါ်ကိုရေအောက်မှာပဲခြံထားခဲ့ကြပါတော့တယ်။